သမိုင်းစကားရဲ့ damage ပေးချက်တွေအောက်မှာတော့သွားပြီ V high last one player တယောက်ကို Romeo point 6 cloud close battle လေးကိုတော့ကျွန်တော်တို့ IPV မှုလေးဆုံးပြောင်းတိုင်းနေပဲကျွန်တော်တို့6 cloud ရဲ့ DPS ဆုံးသက်ချက်အောက်မှာ Young Gladiator YG ဒီနေ့အတွက် winner chicken dinner ကိုတော့ player လေးမှောက်သွားပြီဗျာဘာဆက်လို့မှလဲဖြည်းဖြည်းချင်းပဲကျွန်တော်တို့ချင်းကတ်ထိုင်းနေပဲ CSU တွေကိုအပြက်ဖြတ်မှာလားတိုးဝင်သွားဖို့ကမလွယ်ဘူးဗျတစ်ဖက်က CSU တွေအနေနဲ့ position လေးဖြန့်ချက်ထားပြီးတော့ပဲနေရာယူရဖြစ်တဲ့အတွက်တော့သွားပြီဆိုပြီးပြေးဝင်သွားရင်တော့ပြန်တော့မဲ့အလားလောက်မြင်တွေ့နေရတယ်နေကလုံးကြလာတယ် player 2ယောက်လုံး3ယောက်လိုးသွားပြီနောက်တဲ့နေကလုံးစိတ်ကလောက်မိတ်ဆက်ပေးထားချက်တွေအောက်မှာပဲ CSU player 2ယောက်တီပျောက်ကွယ်သွားခဲ့ပြီဗျ top 40ကိုပါလာခဲ့တဲ့ Young Gladiator YG ဒုတိယမြောက်ကျွန်တော်တို့ chicken dinner ကိုပေါ်ဆောင်ပေးဖို့အတွက်ကတော့အင်မတန်နီးစပ်နေခဲ့ပြီလားဒီဘက်ချမ်းကနေလဲ high ground ကနေ ABC player လေးလှမ်းပြီးတော့ကြည်နေတယ် CSU တွေရှိတဲ့ဘက်ကိုဒီတိုင်းပဲ walking ရိုက်ပြီးတိုးရမယ်ဆိုရင်တော့တပ်ပါတီလှမ်းပြီးတော့ spray ချက်တွေကိုလည်းဒါမြင်တွေ့ရနိုင်ရရှိတယ်ဗျအောက်ကိုပြေးစင်းသွားတာရောက်ရင် YG ရှိရဲ့ဘက်ကိုမတိုးဘူးကွာနော်7 sky အသင်းက player တွေရှိရဲ့ဘက်ကိုတိုးရတာပါတဲ့နော်ဟဲ့အောင်ဒီကောင်းလေး on fire ဖြစ်နေတာ12မှန်ရတယ်လုံးတီးလုံးတန်ထွက်နေပြီးတော့ okay ထွက်လာစားနေတော့ထွက်လိုက်တော့ဗျာဒီတပွဲလောက် brother တို့ကျွန်တော် brother တို့မြင်အောင်လို့ပြတာနော်အဲ့ကျွန်တော်ပြောချင်တယ်တီးလုံးနေဆိုတာအဲ့ဒါကိုပြောတာခဏပွဲပြီးမှပဲပြောတော့မယ်ဗျာနော်ဘာဖြစ်လို့ကျွန်တော်ဂိမ်းတန်ကိုမြူလာလဲဆိုအဲ့ဒါအခုဆိုရင် casting တန်မပါဘူးဗျာ PCG တန်နဲ့ဂိမ်းတန်ပဲကြားတယ်ဒါပေမဲ့အဲ့တီးလုံးတန်တွေပါလာရင်အောင်နောက်တယ် Romeo point နေလုံးခွဲပေးတာယောမေးပြီးတာနောက်မှာတော့ CSU တွေပျောက်သွားပြီ Young Gladiator YG ဒီပွဲမှာတော့ easy very easy chicken dinner လေးကိုတော့ဒါဒုတိယမြောက် chicken dinner လေးကိုတော့ဖော်ဆောင်လိုက်နိုင်ပြီလို့ဒါပြောရတော့မယ်ဗျာကြာရှိနေခဲ့ player 2ယောက်ကိုတော့အဆုံးသတ်ပေးဖို့အတွက်ကိုတော့ Young Gladiator YG player 4ယောက် position လေးဖြတ်ချက်ထိုင်းနေပဲအချိန်တွေတော့ကြည့်နေပြီ Romeo point စိတ်မရှိတော့အောက်ထိပါစေးပြီးတီးမဲ့ပုံစံမျိုးတော့ရှိတယ် okay သမိုင်းစကားရဲ့ damage ပေးချက်တွေအောက်မှာတော့သွားပြီ V high last one player တယောက်ကို Romeo point 6 cloud close battle လေးကိုတော့ကျွန်တော်တို့ IPV မှုလေးဆုံးပြောင်းတိုင်းနေပဲကျွန်တော်တို့6 cloud ရဲ့ DPS ဆုံးသက်ချက်အောက်မှာ Young Gladiator YG ဒီနေ့အတွက် winner chicken dinner ကိုတော့ဒါနှစ်ပွဲမြောက်ဖန်တီးလိုက်နိုင်ပြီဖြစ်ပါတယ်အေးစေးပါနော်မြန်မာအသင်းတွေ total YG sorry မြန်မာအသင်းတွေကျွန်တော်တို့ဒီနေ့အတွက်ကျွန်တော်တို့ day 1 top ဝဲပြီးမှာမြန်မာအသင်းတွေအနေနဲ့3ဝက်တိတိဖော်ဆောင်ပေးရနိုင်တယ်ဗျသေးလေးပြပောက်လိုက်အောင်